ရှေးဥစွာဖျားသခင်ကျေးဇူးတော်ထိုးပင်ချီးမွမ်းပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျမတို့ဟာဖျားရှင်နှုတ်ကပတ်တရားတော်ကိုပေါ့နော်အမြဲတမ်းနားထောင်ဆင်ခြင်ဖို့လိုတယ်ဆိုတဲ့အရာကိုခွန်အားပေးချင်ပါတယ်နှုတ်ကပတ်တရားတော်ဆိုတာကိုကျမတို့ဘာလို့နားထောင်တင်တယ်လဲဆိုလို့ရှိရင်ဥပမာနိုင်ပြလို့ရှိရင်ကျမတို့ဒီအစာစားတာနဲ့တူတယ်ပေါ့နော်အစာစားတယ်ဆိုတာကအစာကိုကျမတို့အာဟာရပြည့်ပြည့်ဝမစားလို့ရှိရင်ကြာရင်ယောဂဝင်လာတယ်ခေါင်းမူးလာတယ်ပြီးလို့ရှိရင်သွေးအားနည်းလာတယ်ယောဂတွေဝင်လာတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီလူရဲ့အစာမှာတော့မှအမြဲတမ်းအာဟာရပြည့်ပြည့်ဝမစားဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်မှာယောဂတွေဝင်လာတတ်တယ်လို့ပဲဖခင်ရဲ့နှုတ်ကပတ်ဒီတရားတော်ကျမတို့ခရိယန်ဒီဖခင်ရှင်သားသမီးတွေကဖခင်ရဲ့နှုတ်ကပတ်တရားတော်ကိုကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့စိတ်မှာကိုယ့်ရဲ့ဘဝထဲမှာများများခံယူဖို့လိုတယ်နှုတ်ကပတ်တော်အစာကိုကျမတို့ကစားဖို့လိုတယ်နော်လူရဲ့အာဟာရဖြစ်ဖို့အစာစားတယ်လို့ပဲပေါ့နော်အာဟာရဖြစ်မှကျမတို့ကလည်းကြီးထွားလာတယ်လေနော်အာဟာရမပြည့်တဲ့ဥမာကလေးတယောက်ဆိုလို့ရှိရင်ဘလို့မှကိုယ်ခံအားခွန်အားမပြည့်နိုင်ဘူးယောဂတစ်ခုခုဆိုသူ့မှာလုံးဝကိုယ်ခံအားမရှိဘူးဘာဖြစ်လဲဆိုချက်ချင်းယောဂဝင်နေချက်ချင်းကိုကျမတို့လဲကျသွားတယ်ပေါ့နော်အဲ့လိုပဲကျမတို့ရဲ့ဘဝတက်တာတွေမှာဖခင်ရဲ့နှုတ်ကပတ်ဒီခွန်အားကိုများများမထည့်သွင်းထားဘူးဆိုရင်အဲ့လိုပဲတခုခုဆိုတာကျမတို့ကလုံးဝခွန်အားမရှိဘဲနဲ့လေးကျသွားနိုင်တယ်ကျမတို့စိတ်ညစ်တယ်ဆိုချက်ချင်းစိတ်ညစ်သွားတယ်နော်စိုးရင်လည်းဆိုအရန်စိုးရင်သွားတယ်ပေါ့နော်ဘာမှကျမတို့မှာခွန်အားယူထားတာဘာမှမရှိဘူးပေါ့ဖခင်နှုတ်ကပတ်တရားတော်ကိုကျမတို့နားထောင်ဆင်ခြင်ထားတဲ့အရာမရှိဘူးဆိုလို့ရှိရင်တခုခုဖြစ်လာပြီဆိုလို့ရှိရင်ချက်ချင်းအဆုံးစွန်ထိဆုံးဖြတ်လိုက်ကြတယ်ပေါ့နော်စိတ်ဆိုးတယ်ဆိုလဲအလုံးဝဒီပြောမှဆိုရင်ကြမ်းကြမ်းတန်းတန်းအဲ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဖခင်ရှင်ကျမတို့ဒီလူမှာလည်းအစာစားရတယ်လို့နှုတ်ကပတ်တော်ရဲ့အစာကိုလည်းကျမတို့ကများများစားထားဖို့လိုတယ်စားတယ်ဆိုတဲ့နေရာမှာအစားတိုင်းလည်းမရဘူးအာဟာရပြည့်ဖို့လိုအာဟာရဆိုတာကကိုယ့်ရဲ့ဘဝကိုတဆင့်ပြီးတဆင့်သွန်သင်ပေးတဲ့အာဟာရကိုဒါကျမဆိုလိုချင်တာပေါ့နော်ကျမကဒီနေ့ဒီဗီဒီယိုတွေဘာကြောင့်လုပ်ရတယ်လဲဆိုရင်ကျမဘဝတစ်ခုလုံးမှာကျမပြောင်းလဲခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်နော်လုံးဝပြောင်းလဲပြီးတော့မှဘဝမှာစင်ကျင်ပြီးတော့မှအခုနေထိုင်တယ်ကျမဘဝတရတစ်ခုလုံးအောင်မြင်တယ်လို့ကျမခံယူထားတယ်ခုလိုမျိုးအမှုတော်ကိုတော့မှလှုပ်ဆောင်တဲ့လူတစ်ယောက်ဖြစ်ခုချိန်မှာကြမ်းမာမာနဲ့ဘဝမှာကျမစီးပွားရေးလုပ်ငန်းနဲ့လုပ်နိုင်တယ်ဖခင်ရဲ့အမှုတော်လည်းကျမလုပ်နိုင်တယ်အဲ့တော့အခုချိန်မှာကျမဒီလိုမျိုးအခြေအနေတစ်ခုအောင်မြင်တဲ့ဘဝအသက်တာတစ်ခုရရှိလာတဲ့ပုံမှာကျမကမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကဘာကြောင့်မျှဝေနိုင်တယ်လဲဆိုရင်ဖခင်ရဲ့နှုတ်ကပတ်တော်အစာကိုကျမများများစားခဲ့လို့ဖြစ်တယ်နော်လူရဲ့အစာကိုလည်းအာဟာရပြည့်ပြည့်ဝဝစားရတယ်လို့ဖခင်ရဲ့နှုတ်ကပတ်တော်အစာကိုလည်းတိတိကျကျနဲ့အာဟာရပြည့်ပြည့်ဝဝစားထားဖို့လိုတယ်ပေါ့နော်နှုတ်ကပတ်တော်ဆိုရင်ကျမတို့ကအစွဲထားလို့မရဘူးဒါပဲနားထောင်မယ်နောက်တစ်ခုဆိုကျမနားမထောင်ဘူးအဲ့လိုမျိုးလုပ်တယ်ဆိုတဲ့အရာကကျမဘဝမှာဘယ်နေရာတွေမှာလိုအပ်နေတယ်လဲဆိုတာကိုအခါလေးမှာကိုကမသိနိုင်ဘူးနှုတ်ကပတ်တော်နားထောင်ဆင်ခြင်ရင်းထဲမှာကိုယ့်ရဲ့လိုအပ်တဲ့အရာတွေကိုဒီနှုတ်ကပတ်တော်ကနေပြီးတော့မှသိနိုင်တယ်အဲ့တော့ကို့မှာလိုအပ်နေတဲ့စိတ်တပိုင်းဆိုင်ရာကို့မှာလိုအပ်နေတဲ့ချီးမွမ်းကိုးကွယ်ခြင်းတွေအဲ့ဒီအရာတွေကိုကျမတို့နှုတ်ကပတ်တော်အစာများများကျမတို့နားထောင်တဲ့အချိန်မှာကိုယ့်ရဲ့လိုအပ်ချက်တွေကိုကိုကမြင်လာတယ်ဥပမာကိုကချီးမွမ်းကိုးကွယ်ခြင်းမလုပ်ချင်ဘူးတခြင်းတွေမစိုးချင်ဘူးဆိုရင်ဒါပေမဲ့ကိုတိုင်းတော့ဒီຢာကိုလိုအပ်နေရလို့ကိုကမသိဘူးပေါ့နော်ချီးမွမ်းကိုးကွယ်တီဆိုခြင်းကိုကမလုပ်ချင်ဘူးအဲ့ဒီခံစားချက်ကပျောက်နေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုနှုတ်ကပတ်တော်တွေနားထောင်ခြင်းအဖြစ်နှုတ်ကပတ်တော်မှာဒီချီးမွမ်းကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့မှနှုတ်ကပတ်တော်ကကိုကနားထောင်လိုက်ရတယ်ဆိုရင်ချက်ချင်းစဉ်းစားပြီးလေဟုတ်တယ်ငါနှုတ်ကပတ်ငါဒီချီးမွမ်းကိုးကွယ်ခြင်းငါမလုပ်ချင်ဘူးပဲငါတချင်းမဆိုချင်ဘူးဖြစ်နေဘာလို့ငါနှလုံးသားရှင်လန်းဝမ်းမြောက်ခြင်းမရှိတာသူများတွေကခုံချီးမွမ်းနေငါဘာဖြစ်လို့မလုပ်ချင်တာလဲအဲ့လိုမျိုးကတွေးမိလာတယ်အဲ့ဒါနှုတ်ကပတ်တော်အစာပေါ့နော်ကျမတို့ဘဝမှာဘာတွေနဲ့အချိန်ကုန်နေတယ်လဲဖုန်းသုံးများဆိုဘုရားနှုတ်ကပတ်တော်စင်ကြင်မဲ့အချိန်ကိုကျမတို့ကဒါပေးတဲ့တယ်ဖုန်းသုံးတာတော့သုံးလို့ရပါမယ်ကျမတို့ဘဝမှာဖះအတွက်အချိန်ပေးခြင်းကလည်းအတန်ဖိုးအရှိဆုံးပဲเนาะအထောင်ပြီးသွားတဲ့အချိန်မှာတကယ်ကိုတန်ဖိုးအရှိဆုံးမိတ်ဆွေရဲ့လမ်းကြောင်းတွေအကုန်ပွင့်သွားတယ်အာဟာရပြည့်ဝသွားတယ်လို့ချက်ချင်းကိုမှလိုအပ်တဲ့ຢာတွေချက်ချင်းကိုကခံစားမိသွားတယ်ဆိုတာချက်ချင်းအာဟာရလူကလန်းဆန်းသွားတယ်ဆိုတာကိုမိတ်ဆွေနားတေချာနားထောင်ကြည့်လို့ရှိရင်အဲ့ဒီလိုခံစားမှုမျိုးရမယ်လို့ကျမကဒီနေ့ပြပေးခြင်းနဲ့တင်ကိုယ်တိုင်ဖះနဲ့ကျန်းစာဘက်ဆူတောင်းခြင်းကိုတင်ကိုယ်တိုင်လုပ်ပြီးတော့မှအဲ့ဒီကနေပြီးတော့တင်ရရှိမဲ့ဖះရှင်ကတင်ကိုပေးတယ်ဂတိတော်တွေခွန်အားတွေတင်မယူမချင်းတင်ရတရားရခိုင်တော့အာဟာရတက်ပြည့်ပြည့်ဝမရဘူးလို့ကျမက
ဒီနေ့တိကျကျကိုပြောရဲပါတယ်ဘုရားဖက်ကတင့်ကိုပြန်ပေးတဲ့ခွန်အားကလေလုံးဝမထက်စေရဘူးလို့ကျွန်မအာမခံတယ်သင်ဒီနေ့ကျမ်းစာဖက်ဆူတောင်းတယ်မနှက်ပြန်နေ့တိုင်းတယ်ဆူတောင်းတယ်ဟုတ်ပြီသင်တစ်လလုံးဆူတောင်းတယ်ရက်ပေါင်း30ဆိုရင်ရက်ပေါင်း30လုံးဟာလုံးဝမတူညီတဲ့ခွန်အားတွေကိုဘုရားရှင်ကရက်ပေါင်း30လုံးဝမတူညီပဲပေးတာဖြစ်တယ်အဲ့ဒီအရာတော့ကျွန်မတိကျကျလေးခွန်အားပေးခြင်းနဲ့ဖះရှင်နဲ့ဒီနေ့ကျမ်းစာဖတ်ဆုတောင်းမယ်ဒီနေ့ဥမာသင်ရပြဿနာတွေရှိလို့သင်ဒီနေ့ကျမ်းစာဖတ်ဆုတောင်းမယ်ဒီနေ့ဖះရှင်သင်ကိုဖော်ပြလိုက်တယ်မနှက်ပြန်သင်ထပ်ပြီးတော့မှအဲ့ဒီအချိန်မှာသင်ပြန်ဆုတောင်းကြည့်နောက်ထပ်တစ်မျိုးဖះရှင်ထပ်ဖော်ပြမယ်နောက်တစ်ရက်မှာထပ်တိကျထပ်ဆုတောင်းနောက်တစ်မျိုးဖော်ပြမယ်ဒါကြောင့်ဖះရှင်နဲ့သင်ဘယ်နှစ်ရက်ပဲဆုတောင်းသင်အတွက်နေ့တိုင်းမှာဖះရှင်ကမတူညီတဲ့အကြောင်းအရာတွေကိုပဲသင်ကိုခွန်အားပေးမှာဖြစ်တယ်လုံးလို့ဒီကနေ့သင်နှုတ်ကပတ်တော်အစာကိုပြဝဖြည့်ထားဖို့လိုတယ်အဲ့ခါမှာသင်ရင်ပေါ်မှာဘလို့မုံတိုင်းပဲလာဘလို့ခက်ခဲပဲလာသင်ကောင်းမွန်ကြော်ဖြတ်သွားနိုင်မှာဖြစ်တယ်ဘယ်တော့မှသင်မကြံခဲ့ဘူးလောကကြီးမှာသင်ဘယ်တော့မှမကြံခဲ့ဘူးအမြဲသင်ခြေတလန်းအရှိကိုအမြဲတမ်းတက်နိုင်မှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ဗီဒီယိုနဲ့ခွန်အားပေးချင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ